မင်္ဂလာပါကျွန်တော်တို့ကင်းစာကိုတူတူကပြန်ပြီးလေ့လာကြမယ်ကျွန်တော်တို့လေ့လာမှာကတော့တရိษံတွေရဲ့နာမည်အခေါ်အဝေါ်ပြီးတရိษံအသားတွေကိုဘယ်လိုခေါ်လဲဆိုတာလေ့လာကြမယ်ဝက်ဆိုရင်ထုတ်လို့ခေါ်ပါတယ်ဝက်သားဆိုရင်ထုတ်ညာလို့ခေါ်ပါတယ်ငါးဆိုရင်ညာလို့ခေါ်တယ်နွားဆိုရင်ကလော်လို့ခေါ်ပြီးကျွဲဆိုရင်ပနာလို့ခေါ်ပါတယ်နွားသားဆိုရင်ကလော်ညာလို့ခေါ်ပြီးတော့ကျွဲသားဆိုရင်ပနာညာလို့ခေါ်ပါတယ်စိတ်ဆိုရင်မယ်တလက်လို့ခေါ်ပြီးစိတ်သားဆိုရင်မယ်တလက်ညာလို့ခေါ်ပါတယ်ပဇွန်ဆိုရင်တတော်လို့ခေါ်ပါတယ်ကြက်ဆိုရင်စောလို့ခေါ်ပါတယ်ကြက်သားဆိုရင်စောညာလို့ခေါ်ပြီးကြက်ဥဆိုရင်စောဒီလို့ခေါ်ပါတယ်ဘဲဆိုရင်ထိုတေဘဲသားဆိုရင်ထိုတေညာလို့ခေါ်ပါတယ်ဘဲဥကိုကြတော့ထိုတေဒီလို့ခေါ်ပါတယ်ကဲဒါဆိုရင်နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြပါမယ်